gaps တွေကိုချက်စရာမလိုပဲနဲ့မှတ်ခဲ့နီးလန်းလေးတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။တို့က topic ဖြေခဲ့တဲ့နှစ်ခေါက်စလုံးမှာလုံးဝ focus တွေကိုမချက်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကြိတ်လည်းမရလို့ပါ။မချက်ခဲ့ဘူးဆိုတော့ဘယ်လိုမျိုးမှတ်ခဲ့လဲပေါ့နော်။အဲ့ဒီနီးလန်းလေးနဲ့ပတ်သက်ပြီးပြောပြပေးပါမယ်။ပထမဦးဆုံးနီးလန်းလေးကတော့ပေါ့နော်။တို့က focus တစ်ခုတွေ့ပြီဆိုလို့ရှိရင်ကိုဒါမသိဘူးဆိုရင်ဘယ်လိုလုပ်လဲဆိုတော့translation လုပ်လိုက်တယ်ပေါ့နော် Korean to Korean နည်းနည်းလွယ်တဲ့စကားလုံးနဲ့ပြန်ပြီးတော့ရှာလိုက်တယ်ပေါ့နော်။သူ့ရဲ့ synonym ကိုမှကိုနားလေတဲ့စကားလုံးလေးရှာလိုက်တယ်။ဟောဒါဆိုလို့ရှိရင်ဒီ synonym လေးနဲ့ကိုကတွဲပြီးတော့မှတ်မိဖြစ်သွားတယ်ပေါ့နော်။အဲ့လိုမျိုးလေးလည်းလုပ်ပါတယ်။ပြီးလို့ရှိရင်စာများဖတ်ပါတယ်။ vocabs များရခြင်းစာများဖတ်ရပါတယ်။အဲ့တော့ဘယ်လိုစာတွေဖတ်လဲဘာစာတွေဖတ်လဲပေါ့နော်။ဆိုတော့ရှိသမျှစာတိုင်းကိုအကုန်ဖတ်ပါတယ်။ textbook တွေအဲ့တော့ကိုစာလုပ်တဲ့အချိန်မှာကျွန်တော်က fan Korean ဆိုတဲ့စာအုပ်ကိုသုံးပြီးတော့ကိုရီးယားစာကိုလေ့လာခဲ့တယ်ပေါ့နော်။ဒါကတော့ topic နဲ့မဆိုင်ပါဘူး။ textbook ထဲမှာစာလေ့လာတယ် workbook ထဲမှာသွားပြီးတော့ example စာတွေဖြည့်တဲ့စာတွေလုပ်တယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးအဲ့ဒီ textbook ထဲမှာလည်းဖတ်တယ် workbook ထဲမှာလည်းဖတ်တယ်နှစ်ခါဖြစ်သွားတယ်။ဒီ textbook workbook အပြင်ကိုတော့တခြားစာတွေလည်းဖတ်ပါတယ်တခြားစာတွေကဘယ်မှာဘယ်လိုဖတ်လဲဆိုလို့ရှိရင်စချင်း beginner level ပေါ့နော်နည်းနည်း beginner intermediate level လောက်တော့ဘယ်လိုတွေဖတ်လဲဆိုလို့ရှိရင်စာအုပ်ကလေးတွေဖတ်ပါတယ် Google မှာအဲ့လိုမျိုးပေါ့နော်ပုံမြင်ကလေးကိုကိုရီးယားကလေးလေးတွေအတွက်ရေးတဲ့ပုံမြင်စာအုပ်လေးရှိတယ်။တော့ဆိုလို့ရှိရင်လည်းယုံနဲ့လိတ်တို့ဘာလို့အဲ့လိုမျိုးသူငယ်တန်းတန်းမှာတင်ရတဲ့ပုံမြင်လေးတွေရှိတယ်လို့ပဲသူတို့မှလည်းအဲ့လိုပုံမြင်လေးတွေရှိရပေါ့နော်။ Google မှာရှာကြည့်ရင်ရတယ်ပေါ့နော် website တွေလည်းရှိတယ်။အဲ့ဒီ website တွေကနေစာအုပ်အဲ့လိုစာအုပ်ကလေးတွေကိုဖတ်ပါတယ်။သူတို့ရဲ့အဲ့လိုရှေးပုံမြင်စာအုပ်ကလေးရှိရပေါ့နော်။ရှေးပုံမြင်စာအုပ်ကလေးကနည်းနည်းအခက်စကားလုံးလေးတွေပါတယ်။အဲ့အခက်စကားလုံးလေးတွေကနေပြီးတော့အဲ့လိုစကားလုံးလေးတွေလိုက်ဖတ်ရင်လည်းနားကို landing လုပ်ဖြစ်တာလေးရှိရပေါ့နော်ပြီးတော့အဲ့လိုစာအုပ်တွေကိုဖတ်တယ်ဆိုရင်တစ်ခါတည်းမဖတ်ပါဘူးခဏဖတ်ပါတယ်ပထမတစ်ခေါက်နားမလည်ပါဘူးဆိုတော့ဖတ်လိုက်တယ်ပေါ့နော်နားမလည်ဘူးဒါပေမဲ့ဒုတိယတစ်ခေါက်ထပ်ပတ်တဲ့အခါအရှိရထက်နည်းနည်းလေးပို့ပြီးတော့နားလည်လာတယ်အော်ဝီလေးတွေလည်းပို့ရလာတယ်တတိယတစ်ခေါက်သွားဖတ်ရင်ပို့ပြီးတော့အလွတ်ရအောင်နောက်အဲ့အော်ဝီတွေကိုအပြင်မှာမြင်တဲ့အခါအော်ဒါဆိုပြီးတော့သဘောအဲ့လိုတတိရသွားတာမျိုးရှိရပေါ့နော်တို့တော့အများကြီးစာဖတ်တဲ့နည်းကိုပဲသုံးခဲ့ပါတယ်စာဖတ်တဲ့အခါမှာမေကွန်းဟောင်းတွေကိုလည်းများဖတ်ပါတယ်topic မေကွန်းဟောင်းအထူးသဖြင့် topic 2မေကွန်းဟောင်းတွေကိုများဖတ်ပါတယ်ပေါ့နော်ဥပမာ25လောက်ထိကတော့လွယ်လေးလာမယ်ထင်တယ်နော်အဲ့လို25ကြော်ပေါ့နော်30ဝန်းကျင်လောက်ကနေစပြီးတော့50အထိကအဲ့လိုနည်းနည်းစာပိုက်ကလေးတွေအဲ့လိုလေးတဖြည်းဖြည်းရှည်လာတဲ့စာပိုက်ကလေးရှိရလေအဲ့လိုစာပိုက်ကလေးကတခါလေးကျဘိုးစုတာလည်းရတယ် information လည်းရတယ်ပြီးတော့ကိုလည်း OV လေးတက်တယ်ပေါ့နော်အဲ့ဒီကြောင့်မလို့အဲ့လိုမျိုးစာပိုက်တွေမိကွန်းဟောင်းနဲ့မိကွန်းဟောင်း reading တွေအဲ့လိုစာပိုက်ကလေးတွေကိုခဏဖတ်ပြပါတယ်အဲ့လိုလေးလုပ်ပါတယ်နောက်တစ်ခုနီလန်းအကြဒီဘာသာစကားကိုကိုကသင်ယူနေတာဖြစ်တဲ့အတွက်ဒီဘာသာစကားနဲ့ကိုကအမြဲတမ်းဆက်အထိတွေ့ရှိနေအောင်နေပါတယ်ဇလန်းတွေများကြည့်ပြတယ်ပေါ့နော်ပြီးတော့ရန်နန်း variety show တွေပေါ့နော်အဲ့လိုမျိုးလေးတွေကြည့်ပြပြီးတော့ကိုကဒီဟာတွေကိုဒီစကားဒီစာသားတွေကိုကိုကအမြဲတမ်းနေ့စဉ်နဲ့အများထိတွေ့ဖြစ်နေတော့ဒါတဖြည်းဖြည်းနဲ့ကို့အတွက်ရင်းနှီးလာတယ်ပေါ့နော်အားလက်ချိန်ဒီမှာအဲ့လိုကြည့်ရဲအချင်းနာထောင်တဲ့အခါကျလို့ရှိရင်လည်းအဲ့လို lyrics တွေကိုလိုက်ဖတ်တယ်ပေါ့နော်အဲ့မှာလည်းအဲ့ဒါလေးစာဖတ်တာပဲလीနော်ဆိုတော့အဲ့ဒါတွေကိုလိုက်ပြီးတော့ဖတ်တယ်ပြီးတော့ဘာသာပြန်ထားတာလေးလိုက်ကြည့်ရင်ပြီးကိုကဘာသာပြန်လုပ်ကြည့်ရပေါ့ပြီးလို့ရှိရင်ရန်နန်းအဲ့လို variety show တွေကြည့်ရတဲ့အခါမှာလည်း show ကိုပဲကြည့်ရမှာမဟုတ်ပဲねရန်နန်းဆိုလို့ရှိရင်အဲ့လိုသူတို့ဘေးမှာစာသားလေးပေါ်တယ်လေအဲ့လိုစာသားလေးဆိုရင်လည်းလိုက်ကြည့်ပြီးလိုက်ရက်ပြီးတော့ကြည့်တာရက်ပြီးတော့ဒါလေးကဘာလေးလဲဆိုပြီးအဲ့ဒါပြင်ဒါလေးကဘာလေးဆိုပြီးတော့ဒီတစ်ခါမှဥမာကိုဘာသာပြန်နဲ့တွဲပြီးတော့မှတ်ထားလိုက်နောက်တစ်ခါဒါလေးမြင်တဲ့အခါဒါလေးဆိုပြီးတော့ကိုကရင်းနှီးပြီးတော့တည်သွားတာပေါ့နော်အဲ့လိုဆိုတော့ဘာသာစကားဒီစကားလုံးတွေဒီစာတွေကကိုနဲ့ရင်းနှီးနေတဲ့အခါမှာအရင်စာလိုကြီးလို့နေကြမလို့ပဲနဲ့လွယ်ကူတင်ယူလေ့လာပြီးတော့မှတ်မိနေမယ်လို့ထင်ပါတယ်ဆိုတော့နိုးကတော့စာလုပ်တဲ့အခါမှာစာလိုပဲလုပ်ရင်အရင် stress ရပါတယ်စာလိုလုပ်တာထက်အဲ့လိုမျိုးပေါ့နော်ကိုအတွက်ကိုနဲ့အရင်မစိမ့်နေစေဘူးကိုအတွက်ပျော်ပျော်ရွှင်ရွှင်ဖြစ်စီမယ်နီးလန်းလေးတွေကိုသုံးပြီးတော့ပဲမှတ်ခဲ့ပေါ့နော်ဆိုတော့အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်